တနေ့တော့မြတ်စွာဘုရားကလူစီကားတဲ့ရွာကိုဖျက်သွားရင်လမ်းဘေးမှာထိုင်နေတဲ့သူတောင်းစားတယောက်ကိုတတိထားမိလိုက်တယ်။အဲ့ဒီလူကအဝေးစားတွေလည်းဆုတ်ဖြတ်နေပြီးသူ့မျက်နှာမှာလည်းဒုက္ခတွေကြောင့်ဖြစ်ပေါ်နေတဲ့အရေးအကြောင်းတွေနဲ့မျက်လုံးတွေထဲမှာလည်းမျောလင်းချင်မဲ့မှုတွေပြည့်နေတာပေါ့။မြတ်စွာဘုရားနားကိုရောက်လာတော့သူတောင်းစားကဒီငါပြားလေးနဲ့ဒါမှမဟုတ်စားစရာလေးတစ်လုံးလောက်များရမလားဆိုပြီးလက်ဖြန့်တောင်းနေခဲ့တယ်။မြတ်စွာဘုရားကဖျက်ကြောမသွားပဲရပ်လိုက်ပြီးအဲ့ဒီလူကိုတနာကျင်လာတဲ့စိတ်ရပြင်းနာကြီးလိုက်တယ်။တင်းကိုပါများကူညီပေးနိုင်မလဲလို့မြတ်စွာဘုရားကညင်သားစွာမေးလိုက်တယ်။မြတ်စွာဘုရားရဲ့စကားတန်ထဲကကျင့်နာမှုကိုအန်တော်သွားတဲ့သူတောင်းစားကအရှင်ဘုရားပေးသမျှဘာမဆိုပါပဲတပည့်တော်မှာဒီလောကမှာဘာမှမရှိဘူးဘယ်သူမှလည်းမရှိပါဘူးလို့ပြောလိုက်တယ်။မြတ်စွာဘုရားကညင်တော်စွာပြုံးလိုက်ပြီးတင်မှာကြီးမားတဲ့စီးစိမ်ကူစာတီရှင်းနေပြီးသားလို့ငါပြောရင်ဘယ်လိုနေမလဲလို့မေးလိုက်တယ်။သူတောင်းစားကမျက်မှောင်ကျုပ်ပြီးနားမလည်စွာနဲ့ဒါပေမဲ့တပည့်တော်မှာဘာမှမရှိပါဘူးဗျာစားဖို့တောင်မလုံးလောက်ပါဘူးလို့ပြန်ပြောလိုက်တယ်။အဲ့ဒီနောက်မြတ်စွာဘုရားကအဲ့ဒီလူဘေးမှာဒူးထောက်ထိုင်လိုက်ပြီးတင်မှာတက်ရှိဘဝအသက်ရှူခြင်းစိတ်ဆိုတာတွေရှိတယ်။ဒါတွေကတိုင်းထားလို့မရတဲ့ယတနာတွေပဲ။တင်းရဲ့အတွေ့တွေကတင်းကဘာကြီးကိုပုံဖော်နိုင်တယ်။တင်းရဲ့လှုပ်ဆောင်ချက်တွေကအပြောင်းလဲတွေဖြစ်စေနိုင်တယ်။ငါပြောနေတဲ့စီစဉ်ဥစာဆိုတာကတင်းရဲ့ဆင်းရဲဒုက္ခတွေကိုငြင်းချမ်းမှုအဖြစ်ပြောင်းလဲပေးနိုင်တဲ့တင်းအတွင်းထဲကစွမ်းအားပဲလို့ပြောလိုက်တယ်။သူတောင်စားကနှစ်ပေါင်းများစွာမခံစားခဲ့ရတဲ့နှွေးထွေးမှုကိုသူ့ရင်ထဲမှာခံစားမိပြီးစရာထက်သန်စွာနားထောင်နေတယ်။ဒါကိုဘယ်လိုလုပ်ရမှာလဲဗျာလို့သူကမေးလိုက်တယ်။ကိုဟာဆင်းရဲတယ်ဆိုရဲ့ယုံကြည်ချက်ကိုစွန့်ပစ်လိုက်ခြင်းအားထင်ပေါ့လို့မြတ်စွာဘုရားကပြန်ဖြေတယ်။တင်မရှိတဲ့အနှဲငယ်လေးကိုတခြားသူတွေနဲ့မျှဝေခြင်းကနေစတင်လိုက်ပါ။ဒါဟာခြေနာတဲ့စကားတစ်ခုဒါမှမဟုတ်အပြုံးလေးတစ်ခုဖြစ်နေရင်တောင်မှပေါ့။ပေးကမ်းခြင်းအပြင်တင်းဟာတင်းထင်ထားတာထက်ပိုပြီးချမ်းသာနေတဲ့ဆိုတာတွေ့လာရလိမ့်မယ်လို့မိန့်တော်မူတယ်။မြတ်စွာဘုရားရဲ့စကားတွေကြောင့်ဆွေးလှုပ်ရှားသွားတဲ့သူတောင်းစားကခေါင်းညိပြီးစူးစမ်းကြည့်မယ်လို့ကတိပေးလိုက်တယ်။မြတ်စွာဘုရားဆက်ကြွသွားတော့အဲ့ဒီလူကသူခန္ဓာကိုယ်ပေါ်ကဝင်ထုဝင်ပိုးကြီးတစ်ခုကျသွားတယ်လို့ပေါ်ပါလန်းဆန်နေခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူကလူတိုင်းကိုအပြုံးနဲ့နှုတ်ဆက်ပြီးသူတင်ယူခဲ့တဲ့ဉာဏ်ပညာတွေကိုဝေမျှပေးခဲ့တယ်။အဲ့ဒီအခါမှာတော့သူကမိတ်ဆွေဖွဲ့ချင်းကျင်းနာချင်းတွေအပြင်ရည်ရွယ်ချက်အသစ်တစ်ခုကိုပါပြန်လည်ရရှိခဲ့တယ်။တချင်ကမျောလင်းချက်မဲ့မှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့သူတောင်းစားဟာစင်မန်နဲ့စီစဉ်ဥစားဆိုတာတင်ပိုင်ဆိုင်တာတွေမှာမဟုတ်ပဲတင်ကတခြားသူတွေကိုပေးခန့်တဲ့မေတ္တာနဲ့ကျင်းနာမှုတွေမှာတည်ရှိတယ်ဆိုတာကိုရှာဖွေတွေ့ရှိသွားခဲ့ပါတော့တယ်